ကောင်းကြီးလက်မကင်နဲ့လို့ဆရာမတွေမြင်သွားလိမ့်မယ်လို့ရိုးရိုးပဲစကားပြောနော်ဟာဘုဆုံးမကလည်းဆရာမမလာသေးပါဘူးဟိုမှာဘာမှမရှိဘူးနော်ခဏလေးပါဟဲ့ဘုဆုံးမနဲ့ကောင်းကြီးဘာတွေလုပ်နေကြတာတော့ဟင်ဟာဆရာမကျင်းကြမထားစမ်းကြီးဒါဘာတွေလုပ်နေကြတော့ဟင်ဘာမှမလုပ်ဘူးဆရာမသမီးလက်စုပ်လေးကချက်နေလို့ချိုခိုင်းနေတာပါဘာမှပူတွေမပြောနဲ့တော့ညီတို့အကြောင်းတွေကြားနေတာကြားလာပြီဒါမနေ့မှမိဘခေါ်ခဲ့အေးဟုတ်ဆရာမမိဘခေါ်มาတယ်အိမ်ရတာငါ့ကိုရီးသားမဲ့ချင်းတွေကပြီးရိုက်ခံရမှာအိမ်မော်ဆင်းရမှာဟုတ်ဈေးတယ်လာပြီနော်ဈေးတယ်အန်ဒီဈေးရောက်တာတရက်ကိုဘယ်လောက်ရလဲတရက်1000ရတာပါအေးအဲ့ဒါဆိုသမီး1000ခွဲပေးမယ်မနေ့ဖန်လေးចောင်းကိုသမီးမိဘနေရနေလိုက်ခဲ့ပေးပါလားနော်ဟမ်အေးလာအန်ဒီလာဆရာမသမီးမိဘခေါ်ခဲ့ပြီဟုတ်ကဲ့ဘုတ်ဆုံးမအမေပါရှင်အမသမီးကចောင်းမှာရီးသားနဲ့ချိန်တူလို့အဲ့ဒါအမကိုခေါ်လိုက်တာဆုံးမပေးဖို့ဒါចောင်းနော်စာတင်ចောင်းနော်ဟုတ်ကဲ့ဆရာမနောက်ကိုမဖြစ်စေရပါဘူးရှင်ကျမသမီးကိုတခြားဆုံးမထားပါမယ်ရှင်ဟုတ်ကဲ့ပါအဲ့ဆိုလဲပြန်လို့ရပြီနော်နောက်ဆုံးမပေးထားအောင်နော်ကျေးဇူးပဲနော်အန်ဒီရော1000ခွဲအေးသမီးနောက်လို့ရင်လည်းခေါ်နော်